ညောင်ကုန်ထဲမှာအာဟာရဆိုင်ရှာနေရလားမလိုင်ပေါက်စီစားကျင်လားချိုဤစိတ်ကြိုက်ရွေးချယ်လို့ရမယ် Mix House နွားနိုးဆိုင်ကိုမေတို့သွားခဲ့ပါတယ် Hello guys this is me ပါရှင်ဒီနေ့ Jack နဲ့မြောက်တကုံကြောင်းလန်းကနဲ့ရေကန်မှာလေ့ကျင့်ခန်းလုပ်ပြီးအပြန်အာဟာရလေးစားကျင်တာနဲ့မြောက်တကုံထဲမှာဆိုင်ရှာရင်းနဲ့ဒီဆိုင်လေးကိုတွေ့ခဲ့တာပါဆိုင်နာမည်လေးက Mix House နွားနိုးဆိုင်လို့ခေါ်ပါတယ်မြောက်တကုံ35မှတ်တိုင်နားလေးတင်မှာကောင်းဆိုင်ဓမ္မောက်ဆိုင်နဲ့နီးနီးလေးပါပဲအာဟာရတစ်ပွဲကို9000ပေးရပါတယ်အာဟာရထဲမှာဘာတွေပါလဲဆိုတော့ပါမုတ်နွားနိုးနို့စိန်ကြက်ဦးမပြောသည့်အစိအဆန်တို့ပါပါတယ်ဆိုင်ကမိုးရင်းဖြစ်နေတော့ထိုင်စားလို့မရတော့ပါဆယ်ပဲဝယ်လာခဲ့ပါတယ်ပါဆယ်ကိုအထုပ်ကလေးတွေတခြားထုတ်ပေးပါတယ်ပါဝင်တဲ့အထုပ်လေးတွေအကုန်ထည့်ပြီးစားလိုက်ရုံပါပဲမေတို့တော့တကြားထည့်မစားဘူးပေါ့နော် Mix House မှာအာဟာရအပြင်မလိုင်ပေါက်စီကလည်းနာမည်ကြီးပါတယ်တခြားစားစရာတွေလည်းအများကြီးရွေးချယ်စရာရှိတဲ့အပြင်နွားနို့အစိမ်းလည်းဝယ်လို့ရပါတယ်မေတို့တော့လေ့ကျင့်ခန်းလုပ်ထားရတဲ့မကားမရအီးစိမ့်သွားပြီနောက် vlog မှာထပ်တွေ့ကြပါမယ်ဘိုင်ဘိုင်